香水，香水意味。你喜欢香水吗？你喜欢香水吗？你意味在啦。你ခင်ဗျားက喜欢ကြိုက်တယ်香水吗意味在啦နော်အတန်ထွက်နေနဲ့ဆင်တယ်လို့ရှိတဲ့တစ်ခုကကြတော့想睡想睡想ဆိုချင်းနဲ့睡အဲ့ချင်းနဲ့想睡အဲ့ချင်းနဲ့这么早你都想睡了这么早你都想睡了这么早တလို့ဆိုတာ你都想睡了မအဲ့ချင်းမီလားဒါဆိုရင်မိတ်ဆွေတို့ကကြတော့နော်ကိုက香水ပြောတာလား想睡ပြောတာလားဒီချာလေးပြောမှပဲရမယ်နော်တကယ်တော့မိတ်ဆွေတို့ကကိုလည်းလိလာနေတယ်ဒီဟာလေးတွေမတွေ့ကွဲဘူးပေါ့နော်ကိုစာဖတ်တဲ့ဒါပေမဲ့မတဲကွဲဘူးနော်ဆိုရင်တော့တင်တန်းမှာအမြဲဆုံးလာပြီးတော့လေ့ကျင့်လို့ရတယ်နော်ဆရာမတွေကကျတော့အသေးစိတ်ပေါ့နော်တင် जा ပေးမှဖြစ်ပါတယ် by one သဘောမျိုးပေါ့နော်အပြင်တင်တန်းမှာဆိုရင်想睡啦香水啦အဲ့လိုမျိုးဆရာမနဲ့တိုက်ရိုက်ပေါ့နော်တင် जा ပေးမှာပဲဖြစ်ပါတယ်အတန်ထွက်လေးတွေပေါ့နော်ကောင်းကောင်းလေးတင် जा ပေးမှာပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့ကကိုလည်းလိလာနေတဲ့အတန်ထွက်ဒီကမှန်လားဒီကမာလားမသိသေးဘူးဆိုရင်တော့အမြန်လာပြီးတော့တင်တန်းကိုလာပြီးတော့ join လိုက်ပါအားလုံးကျေးဇူးတင်ပါတယ်ရှေ့大家ဒီချက်ကြိုလေးပါ